ခိုင်စောနိုင်နေစရာဘုဇက်ဟေးဟိုင်းပုံကစီပီမမနာကြည့်တယ်လို့ပြိဿကပြောကြတယ်တို့ရောက်ချင်းဘုံဘုံတကယ်တီးလိုက်ပုံကစီပီမမနာကြည့်တယ်လို့ပြိဿကပြောကြတယ်သဘောကတော့ယူပါတယ်စေနာမြတ်တာထားတယ်အတားကြီးမဲရပြီမဲတဘောကတော့ယူပါတယ်စီဗီရာတီးတယ်3ယောက်ချဲကုတီမို့ခမကြီးသူဆွဲသူမရှိပါဒီတိချင်းဖြင့်ဟုတ်ကျွန်တော်ရဲ့ဟိုစိန်မေတာနော်ဟုတ်ကဲ့ပါကျွန်တော်တို့မမီခဲ့ပါဘူးမမပြီးတော့ကျွန်တော်ရဲ့ဖခင်ဆရာစိန်ဘူးဂျွန်လို့ဟုတ်ကျွန်တော်ရဲ့ဦးကြီးဆရာစိန်ခင်လိုင်းလို့ဟုတ်လားဟုတ်ကဲ့ကျွန်တော်ရဲ့အကူဆရာဟုတ်ကိုစိန်ဘူဝင်းတို့မအားလုံးတင်ဆရာမြင်းဆရာချဆရာအားလုံးပေါင်းပေါ့နော်ဟုတ်ကဲ့ကျွန်တော်ဒီတချင်းလေးနဲ့ကတော့အပ်ပါတယ်ခင်ဗျာကတော့ပြပါလေသမီးက3ယောက်ရှိတဲ့ကွယ်ရောက်ခါမကြီးလို့ဆိုလာပြန်တယ်စေဝေရာပြုံးပြုံးလေးနဲ့ပိုင်းတော့အောင်ကြီးတယ်သမီးက3ယောက်ရှိတဲ့ကွယ်ရောက်ခါမကြီးလို့ဆိုလာပြန်တယ်စေဝေရာပြုံးပြုံးလေးနဲ့ပိုင်းတော့အောင်ကြီးတယ်သူ့နှစ်ဖူးကြီးတွတ်တော့ရှက်ရွံ့မျက်နှာထားနေရဲ့အတွင်းသဘောလေးနဲ့ကြည့်ခွဲစေဝေရာတီး3ယောက်ချဲဒီနေရာလေးတီးလွန်တဲ့ဟုတ်ကဲ့ဟုတ်သမနဲ့စပ်ဖွဲ့ပါဂျစ်တက်တက်တီ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 ဖော့စမ်းမနော်
တွန်းချတော့လည်းလေးရှိနေတော့ အဲ ဒါဟောရ အမိုက်တယ် သမီးက3ယောက်ရှိတဲ့ကွယ်ရောက်ခါမှကြီးလို့ဆိုလာကြတယ်စေဗီရာပြုံးပြုံးလေးတွေပါရင်တော့ကြီးတယ်သမီးက3ယောက်ရှိတဲ့ကွယ်ရောက်ခါမှကြီးလို့ဆိုလာကြတယ်စေဗီရာပြုံးပြုံးလေးတွေပါရင်တော့ကြီးတယ်သူ့နှစ်ဖူးရီတွတ်တော့ရှက်ရွရွနဲ့ထားနေရင်အတွင်းသဘောလေးမိထီကွယ်စေဗီရာတီးတီး3ယောက်ချဲမင်းကျွေးတာကိုလေကျေးဇူးအများကြီးတင်ပါလေ ဟုတ်ကဲ့ တနေ့ရက်ဖြစ်တော့နောက်ကရေးဆက်ကြောင့်ကျွန်တော်တို့ဆုံစည်းခဲ့ရအောင်ဟုတ်လား မှန်ပါဗျာ ကြိုးစားကြည့်အောင်ပါ ကြိုးစားရအောင်ဆရာကြီး